လူပင်မောကုမ္ပဏီကြီးမှာမိမိဝင်ငွေ4,900ဘတ်မန်နေဂျာရာထူးကိုပိုင်ဆိုင်ထားသူတူပေါ်ထွက်လာပါပြီ။ထိုသူဟာဆိုညီမလေးနမ်းမေလိုင်ပဲဖြစ်ပါတယ်။ညီမလေးနမ်းမေလိုင်ဟာဆိုလို့ရှိရင်ဘင်းလင်းမြို့မှာနေထိုင်သူတူဖြစ်ပါတယ်။ဘင်းလင်းမြို့လေးမှာကြုံရကြပန်းလောက်ကန်စားတောက်နေတာဖြစ်ပါတယ်။စင်မပြေမှုတွေကြောင့်ထိုင်းနိုင်ငံကြီးကိုခက်တက်လာခဲ့ပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်စက်ယုံပေါင်းများစွာလောက်ကင်နေတူဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာစက်ယုံလောက်ခဲ့တာဆိုရင်6နှစ်ဝန်းကျင်ရှိခဲ့ပါပြီ။ဘဝရဲ့ပြောင်းလဲမှုတွေဘဝရဲ့လွတ်လပ်မှုတွေမရတာကြောင့်လူပင်မောကုမ္ပဏီကြီးနဲ့အွန်လိုင်းပေါ်မှာစတင်တည်ရှိခဲ့ပါတယ်။စတင်လေ့လာဝင်ရောက်လောက်ကင်ပြီးစူးစမ်းခဲ့တာဆိုရင်အခုဆိုရင်မန်နေဂျာရာထူးဘတ်ငွေ4,900ဘတ်ကိုရရှိပိုင်ဆိုင်ခဲ့ပါပြီ။ညီမလေးနမ်းမေလိုင်ဟာဘဝကိုအရှုံးမပေးပဲစူးစမ်းနေတူဖြစ်ပါတယ်မိတ်ဆွေတို့လည်းညီမလေးနမ်းမေလိုင်လိုဘဝကိုအရှုံးမပေးပဲလုပ်ငန်းဘဝကလွတ်မြောက်အောင်စူးစမ်းဖို့ဖိတ်ခေါ်ပါတယ်ကဲလို့လူပင်မောစီးပွားရေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် Messenger တို့မဟုတ်အခမဲ့လေးလာနိုင်ပါတယ်ခင်ဗျာကိုယ်တိုင်လေးလာကြည့်ပြီးမှညီကိုမောင်နှမတွေကိုအတွက်အကျိုးရှိမှလောက်ကန်ရတာဖြစ်ပါတယ်ကိုယ့်အတွက်အကျိုးမရှိဘူးဆိုရင်လောက်ကန်စရာမလိုပါဘူးဘဝရဲ့လွတ်လပ်မှုတွေလိုချင်တယ်အောင်မြင်မှုတွေလိုချင်တယ်ဆိုလို့ရှိရင်အမြန်ဆုံးဆက်သွယ်လာဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်လူပင်မောကုမ္ပဏီကြီးရာဆိုလို့ရှိရင်မဟာချိုင်ဝက်ပေါ်ကျဲဧကချိုင်လမ်းမကြီးမှာရှိပါတယ်ခင်ဗျာ